တနာစရာဖခင်တူနောက်ကကလေးတငယ်ကြမ်းဖက်မှုဖြစ်မှန်တခါတလေမှကျမတို့မျက်စိရှိအောင်မြင်ကွင်းနေဟာထင်ထားသလိုဖြစ်မနေတတ်ပါဘူးမကြသေးခင်ကလူမှုကွန်ရက်တက်တော့ပေါ်မှာကလေးငယ်တယောက်နဲ့အတူဒုက္ခရောက်နေဟန်နဲ့တောင်းရမ်းစားတောက်နေတဲ့ဖခင်တူရဲ့ဗီဒီယိုတစ်ခုပြန့်နှံ့ခဲ့ပါတယ်အမျိုးသမီးတူကတနာလိုကူညီရဖို့ရိုက်တင်ပေးခဲ့ရကနေစတင်ခဲ့တာပါဒါပေမဲ့ဒီတနာစရာမြင်ကွင်းနောက်မှာတော့ရက်စက်ရုံမာတဲ့ကလေးခိုးယူမှုနှိပ်စက်မှုနဲ့တောင်းရမ်းခိုင်းစားမှုဆိုတဲ့ရာဇဝတ်မှုကြီးတစ်ခုပုံကွယ်နေခဲ့ပါတယ်ဒီဗီဒီယိုကိုမြင်ပြီးတဲ့နောက်မှာတာဝန်သိပြည်သူတွေကနောက်ကျောင်းကိုလိုက်လံစုံစမ်းခဲ့ပါတယ်။အဲဒီခါမှာတော့တောင်ရင်းနေသူဟာဖခင်ရင်းမဟုတ်ပဲတကုံမြို့တစ်တောင်ပိုင်းလေကွင်းတဲတစ်ခုမှနေထိုင်တဲ့တန်းတူအောင်ဆိုသူဖြစ်နေတာကိုထိတ်လန့်ပွဲသိရှိခဲ့ရပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကတန်းတူအောင်ဟာကလေးငယ်ရဲ့မိခင်နဲ့လူမှုရေးဇာတ်လမ်းရှိနေသူဖြစ်နေတာပါပဲ။ဒီသတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ပြည်သူတွေရဲ့နူးနူးကြကြပူးပေါင်းပါဝင်မှုကြောင့်မနေ့ကဇူလိုင်22ရက်ည12နာရီဝန်းကျင်မှာအေယာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့နယ်မှာပဲကျူးလွန်သူကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီမှုမှာဆိုရဆောင်အပိုင်းကတော့ကလေးငယ်ရဲ့မိခင်ရင်ဖြစ်သူရဲ့လုပ်ရပါပဲ။မိခင်ဖြစ်သူဟာတန်းတိုးအောင်ကကလေးကိုခေါ်သွားမှန်းသိနေပေမဲ့လိုက်လံရှာဖွေခြင်းမရှိသလိုရဲစခန်းမှာလည်းအမှုဖွင့်တိုင်ကြားခဲ့ခြင်းမရှိပါဘူး။ကိုကလေးပျောက်ဆုံးနေတာကိုတော့ကျူးလွန်သူနဲ့ပတ်သက်နေမှုကြောင့်နှုတ်ဆက်ကာကွယ်ပေးခဲ့တာပါ။တရားလွှတ်တော်ရှင်းနေသူရဲ့တုံ့သက်ချက်အရမိခင်ဖြစ်သူဟာဒီလိုဖုံးကွယ်ထားမှုတွေကြောင့်ဥပဒေအရကြီးလေးတဲ့ပြည်ထန်တွေကိုရင်ဆိုင်ရနိုင်ပါတယ်။ကျွလွန်တဲ့အမှုကထောင်ဒဏ်10နှစ်အထိသို့မဟုတ်တစ်သက်တစ်ကြွချနိုင်တဲ့အမှုဖြစ်နေရင်ဖုံးကွယ်ပြီးတဲ့မိခင်ကိုပုံမှန်212အရထောင်ဒဏ်9နှစ်အထိချမှတ်နိုင်ပါတယ်။တည်င်းပေးရန်ပြက်ကွက်မှုတည်င်းပေးဖို့တာဝန်ရှိလျက်နဲ့တမင်ဖုံးကွယ်ထားရင်ပုံမှန်200နှစ်အရာဖြစ်စေတက်တီဖျောက်ဖျက်ရင်ပုံမှန်200အရာဖြစ်စေထောင်ဒဏ်3နှစ်ကနေ9နှစ်အထိကြခံရနိုင်ပါတယ်။အစိုးဆုံးကတော့ပြစ်မှုကျူးလွန်နေတာကိုသိလျက်နဲ့မတားဆီးရင်ကိုယ်တိုင်ကျူးလွန်တဲ့ကဲ့သို့မှတ်ယူပြီးပူရဲတရားစွဲဆိုခံရနိုင်ပါတယ်။အဓိကတရားခံဖြစ်တဲ့တန်းတိုးအောင်အတွက်ကတော့ဥပဒေအပြန်ထမ်းထားတဲ့အတိုင်းမြင့်ဆုံးပြစ်ဒဏ်တွေကိုရင်ဆိုင်ရဖို့ရှိနေပါတယ်။သူကျူးလွန်ခဲ့တဲ့လုပ်ရက်တွေပေါ်တရားလွှတ်တော်ရှင်းနေအောင်ခုလိုထောက်ပြထားပါတယ်။တရားဝင်အုပ်ထိန်းသူစီကနေခိုးယူဖျက်ယောင်းတဲ့အတွက်ရာဇသက်ကြီးပုံမှန်363ရာထောင်ဒဏ်9နှစ်အထိကလေးတငယ်ဥပဒေပုံမှန်93ကာကြီးနဲ့ရာဇသက်ကြီးဥပဒေတွေအရထောင်ဒဏ်3နှစ်ကနေဒဏ်ရာပြင်းထန်ရင်တစ်သက်တစ်ကြွအထိတောင်းရန်ခိုင်းစားမှုပုံမှန်93ကားငင်နဲ့လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေတွေနဲ့ပါအရေးယူခံရနိုင်ပါတယ်။အခုအခါမှာကလေးငယ်ရဲ့ခန္ဓာကိုယ်မှာပွန်းပဲ့တန်ရာတွေတွေ့ထားရပါတယ်။စစ်ချင်ရာ12နှစ်အောက်ကလေးငယ်ပေါ်မတိမ်မှုကျူးလွန်ကြောင်းပေါ်ပေါက်ခဲ့ရင်တော့ရာဇသက်ကြီးပုံမှန်386ရာတည်ဆုံးသည့်အထိထောင်ဒဏ်တစ်သက်တာမှမဟုတ်20အထိချမှတ်ခံရမှာဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာကလေးငယ်တွေရဲ့အနာဂတ်နဲ့လုံခြုံရေးကိုစိုးစိုးရွံ့ရွံ့ထိခိုက်စေတဲ့အလွန်ရုပ်ဆိုးကြီးတန်တဲ့ဖြစ်ရပ်တစ်ခုပါ။တရားခံကိုရန်ကုန်မြို့သက်ဆိုင်ရာရဲစခန်းကိုလွှဲပြောင်းမှုခေါ်ဆောင်လာပြီးဖြစ်ပြီးပထမသတင်းပေးတိုင်ချက် FIR ဖွင့်လက်ကအမှုကြီးအဖြစ်ထိထိရောက်ရောက်အရေးယူသွားမယ်လို့သိရပါတယ်။ဒီကိစ္စမှာကျမတို့သင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်။လူမှုကွန်ရက်ပေါ်မှာမြင်ကွင်းတိုင်းကိုအလွယ်တကူမယုံကြည်ဘူးနဲ့မိမိပတ်ဝန်းကျင်မှာမတင်ငါဖွယ်ကလေးငယ်နှိပ်စက်မှုတွေကိုတွေ့လာရင်သက်ဆိုင်ရာကိုချက်ချင်းအကြောင်းကြားဖို့အထူးရေးကြီးပါတယ်။